နိဗ္ဗာန်တာပိစယောဟောတုကိုကြမှာပါစီစိတ်ကမှာပါစီမေညာပူညာနိဗ္ဗာန်ရအောင်ကြိုးစားအားထုတ်နေပါစီဟုတ်ဘုံဘုံဟိုလက်ဖက်6ကလေးကပ်ပေးပါဗျာတင်ပါဗျာဒီကိုကြမှာစိတ်ကတာတမနာတော်ထောက်ပံ့နေပါစီကိုရင်လေးတွေကဒီမှာလေးအပား80ကျော်တောင်ရှိရဲလို့ကြားတယ်ဒီလားမှာကိုရင်လေးတွေအတွက်မုတ်ကလေးတွေတီးတီးချာချာပြင်ဆင်ပြီးတော့လှူဒန်းပေးနေတာဖြစ်ပါတယ်အခုလိုမင်္ဂလာရှိတဲ့နနက်ခင်းလေးမှာတော့ချစ်တဲ့လူတွေအားလုံးလည်းတော့ကုသိုလ်ထပ်တူရကြပါစေလို့ဒီနေ့ကနေဆုမွန်ကောင်းတောင်းပါတယ်နော်အခုရောက်နေတာတော့ဒီမှာလေးစုတပ်ပုံရွှေတကုံဖျားကိုရောက်နေတာပါ။ဘာအတွက်လဲဆိုတော့ကျွန်တော်ချစ်ရတဲ့9ရက်သားသမီးတွေအတွက်ဆူတောင်းပေးဖို့ပါ။တနင်္ဂနွေတနင်္လာအင်္ဂါဂျွန်နမင်းကြီး9လုံးကိုဒီမှာနန်းနာ5မျိုးနဲ့စီချဲထားရေနဲ့ပူဇော်မယ်။ဂျွန်နမင်းတွေကိုအမွှေးနန်းနာရီနဲ့ပူဇော်ပြီးတော့နော်9ရက်သားသမီးအားလုံးရှင်လန်းချမ်းမြေ့ပြီးဘေးရန်တွေကင်းပါစေလို့ဆူတောင်းကြရအောင်နော်အကုန်လုံးလိုက်ခဲ့ကြပါ။တနင်္ဂနွေဂျိုနန်မင်းကြီးကိုနန်းနာ5မျိုးနဲ့တွန်းလောင်းပူဇော်ပါတယ်။တနင်္ဂနွေနေ့ပါဗုဒ္ဓမြတ်စွာဘုရားကိုနန်းနာ5မျိုးနဲ့တွန်းလောင်းပူဇော်တဲ့အကျိုးတွေကြောင့်တနင်္ဂနွေနေ့တွင်မွေးဖွားတော့လူမြတ်ဗမာလူအားလုံးကျမ်းမာပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်။တနင်္လာနေ့ပွားဗုဒ္ဓမြတ်စွာဘုရားနဲ့တနင်္လာဂျိုနန်မင်းကြီးကိုနန်းနာ5မျိုးနဲ့ပူဇော်ပါတယ်ရှိခိုးပါတယ်ကြောပါတယ်။တနင်္လာနေ့တွင်မွေးဖွားတော့လူမြတ်ဓမ္မတွေအားလုံးကျမ်းမာပါစေချမ်းသာပါစေဘေးရန်ခတိန်ကင်းငြိမ်းကြပါစေ။အင်္ဂါနေ့တွင်မွေးဖွားတော့အင်္ဂါဂျိုနန်မင်းကြီးနဲ့တကွအင်္ဂါနေ့ပွားဗုဒ္ဓမြတ်စွာဘုရားနန်းနာ5မျိုးနဲ့ပူဇော်ပါတယ်ကျွန်တော်ကလေရွှေတကုံရောက်လို့ရှိရင်ဒီနေရာလေးကိုအရန်ကြိုက်တာဒီနေရာမှာလေကနုတ်ကလေးတွေရောမှန်စီရွှေချလေးတွေရောအရန်လှတယ်ဗုဒ္ဓဘုနေ့တွင်မွေးဖွားတော့ဂျိုနန်မင်းကြီးနဲ့တကွဗုဒ္ဓဘုနေ့ပွားဗုဒ္ဓမြတ်စွာဘုရားကိုနန်းနာ5မျိုးနဲ့ပူဇော်ပါတယ်ရှိခိုးပါတယ်ကြောပါတယ်နန်းနာ5မျိုးနဲ့ပူဇော်ပြီးတော့အမွှေးနန်းနာတွေနဲ့လည်းပူဇော်ရတဲ့အကျိုးအကြောင်းဗုဒ္ဓဘုဂျိုနန်မင်းကြီးနဲ့တကွဗုဒ္ဓဘုနေ့ပွားအားလုံးကျမ်းပါပါစေဒီနေရာလေးစီမီ9000လှူတဲ့နေရာလေးပေါ့နော်အရန်တပ်ပယ်ပို့ကောင်းတာပဲပေါ့နော်ဂျာရာပလင်းဂျိုနန်မင်းကြီးနဲ့တကွဂျာပလင်းနေပွားဗုဒ္ဓမြတ်စွာဘုရားကိုနန်းနာ5မျိုးနဲ့ပူဇော်ပါတယ်ရှိခိုးပါတယ်ကြောပါတယ်ဂျာရာပလင်းနေ့တွင်မွေးဖွားတော့လူရဓမ္မတွေအားလုံးကျမ်းမာပါစေချမ်းသာပါစေဘေးရန်ခတိန်ကင်းဝေးငြိမ်းပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်နော်စနေဂျိုနန်မင်းကြီးနဲ့တကွစနေနေပွားဗုဒ္ဓမြတ်စွာဘုရားကိုနန်းနာ5မျိုးနဲ့တွန်းလောင်းပူဇော်ပါတယ်။ရာဟုဂျိုနန်မင်းကြီးနဲ့တကွရာဟုနေပွားဗုဒ္ဓမြတ်စွာဘုရားကိုနန်းနာ5မျိုးနဲ့ပူဇော်ပါတယ်ရှိခိုးပါတယ်ကြောပါတယ်။တောက်ကြဂျိုနန်မင်းကြီးနဲ့တကွတောက်ကြနေပွားဗုဒ္ဓမြတ်စွာဘုရားကိုနန်းနာလေးနဲ့ပူဇော်ပါတယ်။အမွှေးနန်းနာလေးနဲ့ပူဇော်ရတဲ့ကုသိုလ်ကံကြိုးအားကြောင့်တောက်ကြနေတွင်ဝေဖွားတော်လူမြတ်တို့တွေအားလုံးကျမ်းမာချမ်းသာကြပါစေ။ဒီနေ့ဆိုရင်မနက်စောစောစီတီတန်းဆုံးနေလဲလောင်းထားတယ်အခုရွှေတကုံမှာရှိတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဘုဒ္ဓပူဇာပြီးတောက်ကြဆက်နေရဟု9နှစ်8နှစ်နေပွားနေတဲ့အတူတူဂျိုနန်မင်းကြီးတွေကိုနန်းနာ5မျိုးနဲ့အတူတူနန်းနာတွေနဲ့ပူဇော်ထားတယ်ဒီကောင်းမှုတွေကြောင့်เนาะအားလုံးတော့9ရက်သားသမီးတွေအားလုံးရှင်လန်းချမ်းမြေ့ပြီးဘေးရန်ခတ်သိမ်းတွေကနေကင်းဝေးပါစေလို့ကျွန်တော်တို့ကောင်းမြတ်ကိုတော်မိသားစုကနေစုမှုကောင်းတောင်းပါရယ်เนาะချစ်ချင်းများစွာဖြင့်နောက်ဘလော့လေးမှာပြန်ပြီးဆုံတွေ့ကြရအောင်เนาะ